ကြီးကိုဖန်ဆင်းပြီးတော့မြေလွှာဖြစ်သူတို့ရက်လို့ရတယ်မြေလွှာဖြစ်ဖန်ဆင်းပြီးတော့တချို့နတ်တွေဟာသဘင်ဖားရချလို့မြတ်စွာဘုရားပြိဋိဘံဆံတော်မူမဲ့ဆိုတဲ့အခါမှာလူလိမ့်ပြီးတော့ငိုကြွေးကြတယ်မြန်လိုက်တာပေါ့နော်သူတို့တက်တန်းနဲ့ဆိုရင်ဘုရားရဲ့45နှစ်တာဆိုတာဘယ်လောက်မှရှိရမှာမဟုတ်ဘူးစတုမာရနတ်တွေဆိုလို့ရှိရင်ဒီလူတွေရဲ့အနှစ်50မှသူတို့ကတရက်ရှိသေးလားအဲ့တော့45ဆိုတာသူတို့အနေနဲ့တရက်တောင်မပြည့်သေးဘူးဒါဝရိန္ဒနတ်တွေဆိုလို့ရှိရင်နိုင်ပိုင်းလောက်ပဲရှိအောင်မယ်အနှစ်တရာမှလူပြည်မှာအနှစ်တရာမှသူတို့မှတရက်ပဲအဲ့တော့အဲ့ဒီနှုံသားနဲ့တွက်ကြည့်လို့ရှိရင်မြတ်စွာဘုရားအခုပဲလောကမှာပေါ်ထွန်းခုပဲတရားဟောပြီးအခုပဲပြိဋိဘံဆံသွားတယ်လို့အလွန်မြန်လိုက်တာလောကကြီးဟာအင်မတန်မှလူတွေရဲ့လူတွေကိုအလေးအောင်ပေးပြီးတော့အမြင်မျက်စိကိုဖန်တီးပေးတဲ့မြတ်စွာဘုရားကြီးဟာမကြာခင်ပဲကွယ်ပြောက်သွားတော့မှလို့ဆိုပြီးတော့ဝမ်းနဲ့ပန်းနဲ့မြေကြီးပေါ်မှာလူးလိမ့်ပြီးတော့ငိုကြွေးနေကြတာကိုမြတ်စွာဘုရားမြင်ရတယ်ဆိုတဲ့အကြောင်းတချို့နတ်တွေကြတော့ကောင်းကင်ယံကိုမြေအဖြစ်ဖန်ဆင်းပြီးတော့ကောင်းကင်ယံမှာပဲလူးလိမ့်ပြီးတော့ငိုကြွေးနေကြတဲ့နတ်တွေလည်းရှိတယ်တဲ့လူးလိမ့်ပြီးတော့ငိုကြွေးနေကြအဲ့ဒီထဲမှာရာဂဒေါသမောဟကင်းတဲ့ယဟန္တာနတ်မြမာတွေလည်းပါလာကြတယ်အဲ့ဒီယဟန္တာဖြစ်တဲ့နတ်တွေမြမာတွေကြတော့သူတို့ကြတော့တတိတွေတမ္ပဇင်ကြတွေထားပြီးတော့သဘာဝတရားရဲ့ဒီသင်္ခါရတရားတွေရဲ့သဘာဝကိုအသိဉာဏ်နဲ့ဆင်ခြင်စဉ်းစားပြီးတော့တန်ဝေခပဲဖြစ်ပွားနေအနိစ္စသင်္ခါရအကြောင်းတရားတွေကဖန်တီးထားတဲ့သင်္ခါရတရားဆိုတာဖြစ်လာပြီးရင်ပျက်စီးသွားတာဓမ္မတာပဲတန်ကုဋ္ဌိထလဘ္ဗဘသူကပါတတ်နိုင်ပါလဲတဘာဝဆိုတာဒီတိုင်းပဲလို့အဲ့ဒီလိုအတိတရားနဲ့ပဲဖြစ်သိမ့်ပြီးတော့နေကြတာနတ်တွေအမျိုးမျိုးပတ်ဝန်းကျင်မှာမြတ်စွာဘုရားဖူးမြော်မှုရောက်ရှိနေကြတဲ့အကြောင်းတောကပရိဒေဝတွေဖြစ်နေတဲ့အကြောင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီလိုရှင်အနန္ဒာကိုရှင်းပြတယ်